คุณน่ะแซ่บโยมมาจีนน่ะลูกอย่าเนาแต่โยมโยมมาบีดีลูกเนี่ยนะบีအောင်မပြောနဲ့ငါ့အောင်မကြီးနဲ့ငါလည်းမจีนน่ะဆိုတတ်တတ်ပြောနေတိလားငါလည်းငါစီးပွားရေးပဲလို့ဘာမှစိတ်ဝင်မစားတစ်တော့ကြည့်မယ် YouTube ကြည့်မယ်ဟာသားလေးတွေကြည့်မယ်ငါဝါရဏပါတာနော်ဟိုကမင်းကိုမြင်ရောမင်းစောက်ခွက်ကိုမြင်လို့ငါဒေါရထွက်တတ်လာငါလည်းပြောချင်ခရီးကောင်စောက်ကလေးလက်ပြုတ်ကဖြစ်လက်တန်းလောက်ပဲရှိမယ်ကောင်လာမှစကားအကြီးကြီးပြောနေမင်းကိုမင်းပါပညာတတ်မင်းဘလောက်ပြင်းလာတတ်နင်တို့ဘာသာရေးတော့မှနင်နှက်ဆက်အောင်မတိတဲ့သူမြတ်ဘာသာရေးကိုလိုက်ပြီးမပြောသေးနဲ့သိလားနင်ဘာသာရေးလေအရင်လေ့လာဟမ်ညို့ဖျားလို့တင်ပေးရလားဟမ်မူသားစကားမပြောနဲ့ရှောက်မပြောနဲ့သူများဟာတယ်ရုပ်ကကလိန်ကကြက်ငါနဲ့မနီးလို့နီးသိလားနေငါခိုးပြီးမှရိုက်ပြအောင်မနင်ကောင်းငါတို့ဘာကိုကွယ်နင်းနဲ့ဘာဆိုင်ဟမ်တရောင်းစားရဲ့ဖာတယ်မမွေးလာတဲ့ကလေးဆိုတော့ဖာတယ်မစကားဖာကောင်းစကားထွက်မှာလေအဲ့ဒါနင်းဟာနင်ကိုကွယ်ငါတို့ကဘာကိုကွယ်စရာလို့လဲကြိုင်နဲ့ဟိုမှာယူငါတို့ဖះကိုရိုက်မယ်တဲ့ဖြက်စီးပြစ်မယ်လားလိုက်ဖြက်စီးလေနင်ဖြက်စီးနိုင်အမစေဒီစဆူတော့မှနင်ဖြက်စီးနိုင်လားသွားဖြက်စီးနေဖြက်စီးနိုင်လားနင်ဟမ်သွားလေထောင်ထဲရောက်ချင်းသွားလေအမထောင်ထဲဆန်စားချင်းသွားအမနင်လပြုတ်ကိုအမထောင်ထဲရောက်လပြုတ်ဖြတ်ပြက်လာအမတစိတ်အစိတ်အမော်မော်နဲ့ကိုယုံကြည်ရကိုကွယ်လေးဘာလို့သူများလိုက်ပြီးမှပုတ်ခတ်ဟမ်ကြည်လိုက်ဘာသာရေးဆွဲပြီးဆိုလဲနင်တို့ခရိယန်ပဲလိုက်ဆွဲအမမွတ်စလင်နေမဆွဲဘူးတို့ဟာတို့ကိုကွယ်တာပလီမှာတို့ကသူကိုကွယ်နေမွတ်စလင်ငါတို့အရင်တော့မွတ်စလင်ဆိုးတယ်ဆိုတော့နင်တို့ထက်အများကြီးတာတယ်ဟိုကအခုမလုပ်တော့ဘူးသူဟာသူနေတာသူယုံကြည်ရသူကိုကွယ်တာလေသူကောင်းတာလုပ်ရင်ကောင်းတဲ့နေရာသွားမယ်နင်းလိုမျိုးကောင်ကငရဲပဲသွားမှာနင်ဘလောက်ကောင်းလုပ်ငရဲပဲသွားမှာနင်တို့ဖျက်ပြီးခင်လဲနင်ကိုလှမ်းခေါ်မှာမပါဘူးနင်ဝီစီဟိုအောက်ထက်ဆုံးမှနင်ငရဲကြနင်ဖျက်ကိုစော်ကားလို့အဝီစီငရဲရှစ်ထက်ထိနင်ဆင်းရမှာဂျိုးဟိုးအောက်ဂျိုးကတ်တဲ့ထိနင်ဝင်ရမှာနင်ဝင်ရမှာမဟုတ်ဝင်မှာကဲဘယ်နာရှိစက်တနာရှိပြီခါတိုင်းငါအိပ်ပြီပြောချင်လို့အကြည့်လို့လိုင်းကမကောင်းတာနဲ့ငါပြောချင်လို့အကြည့်လို့အစားလည်းအများကြီးစားမိတယ်ဒီနေ့ငါစားဆိုင်နဲ့စောင့်နေတာလိုင်းကောင်းတဲ့ဒီလိုင်းကောင်းတက်ပြီးပြောမလို့တခါလာလဲဟိုရွှေခေါင်းလောင်းဟိုဆရာတော်လားနင်တို့ရဲ့ဆရာတော်လားကျန်းဘာတော့ဓမ္မကျန်းဆရာလားဟင်သူတို့ကလည်းတစ်မျိုးအခုနင်ကတစ်မျိုးဟမ်နင်တို့ခရိယန်တွေချီထွက်လာတာဟမ်ပြီလားဟောစောင့်မြေကပုံမှန်နဲ့တည်မျိုးခရီးရနေအခါတခါတည်းဘာဖျားကြောင်းမှမရှိနဲ့လို့ဟိုကလှုပ်လိုက်မှနင်တို့ကငါတို့ကအိမ်ရှင်နင်တို့ကဧည့်သည်တွေသိလားဟိုနိုင်ငံခြားသားတွေကမပြောရဘူးနိုင်ငံခြားသားတွေကမလေးရွှေတကုံမှာလာသူတို့ဟာသူတို့ကိုးကွယ်မကိုးကွယ်လဲသူတို့ကရှီခိုးနေဖက်နဲ့ချွတ်ဆရာရှိလဲချွတ်တယ်ဟိုကနားလေတယ်နင်တို့ကဆောက်ပရင်းနေစေဒီလဲနားမလဲဟိုအကုန်လုံးတက်နင်တို့ကိုးကွယ်ခြင်းနေလေလာပြီးမလုံနဲ့လေအဲ့လို
ရုပ်ထုကိုကိုးကွယ်တဲ့ဘာညာလေးညာလေးနဲ့နင်းငါတငယ်ချင်းလည်းခရိယန်ရှိတယ်ဟမ်တာချလိတ်မှာတော့ငါတို့တွားရလေထုထားတာလေလက်ဝါးကားတိုင်အကြီးကြီးရဲ့ဟာလို့ထုပြီးသားမှညို့ဖះကိုမြင်တယ်လေအမနင်းလက်ဝါးကားတိုင်မှာကတ်ချီထားတာလေအဲ့ဒါရုပ်ထုမဟုတ်လို့ပါဟမ်နင်တို့ကရုပ်ထုမကိုးကွယ်ဘူးလားငါတို့ကရုပ်ထုကိုးကွယ်တာမဟုတ်ဘူးငါတို့ဖះမရှိတော့သူ့ကိုစားကိုဘွားအနေနဲ့ပဲငါတို့အမေတေတွားငါတို့အဖေတေတွားပုံစံပေါ့သူ့ဓာတ်ပုံကိုကွယ်ထားတယ်ပတ်စံရှိတဲ့လူကကြတော့ရုပ်ထုလုပ်တယ်သူရဲ့ဟိုကိုဘွားပုံစံနဲ့အဲ့ဒါကိုကွယ်တာရုပ်ထုမကိုကွယ်ရတော့ဘူးလို့လားဟမ်ဘာကိုကွယ်လေနင်တို့လည်းဟုတ်ပါလို့ညာလို့ငါတို့ပြောလာနင်တို့ဖះအမလေးငါတို့မိုးချိုးမြေချိုးတော့ပြောတတ်တယ်သိလားငရဲကြီးမှာဆိုလို့မပြောတာသိလားဘာအနှစ်တာရတိလို့လဲဗုဒ္ဓဘာသာရဲ့အနှစ်အကာပဲတီးပြီးမှယံပရာလာပြောမနေနဲ့နင့်ဘာသာကိုလည်းအရင်ဆက်နက်ကိုဟိုလေ့လာလိုက်အောင်သိလားနင်တို့ကျန်းစာတအုပ်လုံးကိုနင်ဖတ်ပြီးပြီလားတော့ဖတ်ကြည့်အောင်အခုဟိုကရိုက်ထူးရမယ်ဖះမကြိုက်ဘူးငါကြိုက်တာမဟုတ်ဖះမကြိုက်တာလည်းပြောရအောင်နင်တို့ဖះအဲ့လောက်မရိုင်းဘူးလို့ငါထင်တယ်နင်ကရိုင်းတာနင်တို့ခရိယန်အချင်းနင်ကိုတတ်ပြရမှာနင်လိုကောင်အဆုံးရောက်လွန်းလို့မွတ်စလင်တွေလည်းအဆုံးရောက်တဲ့လူရှိတယ်အဆုံးမရောက်တဲ့လူဆိုတော့မွတ်စလင်အဆုံးရောက်တဲ့လူတယောက်မုန်းတာနင်လည်းအဲ့လိုနေမှာငါဗုဒ္ဓဘာသာထဲမှာအစွန်းတစ်ဖက်စွန်းရောက်သွားတာဘယ်လိုညာမရှိဘူးသူပုံမှန်လေးပဲကိုးကွယ်သွားတာညာရဲ့လွန်လေမနေ့တနေ့ကမှလူလုံးတဲ့ကောင်မှလာပြီးမှအကြီးကြီးလောက်လာထောင်ထဲဝင်မှတေချာတယ်နင်းလူကောင်ဟုတ်လားအားလည်းလူများရဲ့ဘာသာလိုက်ပုတ်ခတ်ဆွေနဲ့နင်တို့ကောင်းဆွေသေးလားနင်တို့ဘာသာတဲ့ငါတို့ဝင်လာတယ်ငါတို့ဘာသာတဲ့ဝင်လာတယ်လူတပုံတစ်ခေါက်ငါတို့ဘာသာလဲနင်တို့စီမဝင်မစားရလို့ငတ်တဲ့လူပဲတူနင်တို့ဘာသာတဲ့ဝင်မှာတယောက်2သိန်း3သိန်းနဲ့ဖက်နှက်ဖိုးပဲရှိတယ်ငါဝင်မယ်လေငါတို့ဗုဒ္ဓအကုန်လုံးဝင်မယ်လေနင်တို့ခရိယန်ထဲမှာတေတဲ့ထိကျွေးနိုင်လားဘာဆောက်လို့မှမလုပ်ဘူးနော်ထိုင်ပြီးစားနေမှာအင်ကြီးလိုချင်အင်ကြီးထမင်းလိုချင်ထမင်းရွှေလိုချင်ရွှေစိန်လိုချင်စိန်ပေးနိုင်လားဝင်မှာအဲ့ဆိုအဲ့လိုဝင်မယ်ဆိုတော့ယုံကြည်လို့ဝင်တာမဟုတ်ဘူးနော်ဖះငါတို့စိတ်ထဲမှာရှိပြီးတာဟန်ဆောင်ပဲနင်တို့ထဲမှာဝင်မရတာကဲတင်ကျွေးလိုက်လေအမှသေတဲ့အထိတင်ကျွေးနိုင်လားအမှတမြန်မာနိုင်ငံလုံးနင်တို့ဗုဒ္ဓဘာသာအကုန်လုံးခရိယန်ဖြစ်ထဲဝင်သွားအဲ့ကြောင့်သေတဲ့အထိအကုန်လုံးသေတဲ့အထိကျွေးမွေးလေကျွေးနိုင်လားနင်ပြောတဲ့ပုံစံဆိုရှိရပဲငါတို့ဒီနားမှာလဲတယောက်ဆွေနိုင်တယောက်ဘလန်တောင်းပြီးတယ်တဲ့ဟိုပလောင်နေဟိုဘယုတ်ထုတ်ခတ်ပလောင်နေဟိုကလည်းငတ်ပြက်နေတော့တယောက်ဘလောက်လဲဆန်လေးပေးလိုက်စီလေးပေးလိုက်ဟာလားတယောက်4-5-6တောင်းပေးလိုက်ပြီးသွားရောနောက်ကြတော့တနစ်ကျော်ပြီးသွားရောမထောက်ပံ့တော့ဟိုကလည်းဘလို့ညာလို့နောက်ကြတော့တီးတယ်လေမျက်စိလဲပြီးလမ်းမှာတော့နောက်ကြတော့ပြန်ရောက်လာတယ်ပဲအိမ်ကိုပြန်ကိုးကွယ်တာပဲဗုဒ္ဓတွေရောပတ်စံရလို့ခဏတွားလေဟိုကသိလားဗုဒ္ဓဘာသာနားမလဲတဲ့လူဆိုတော့အပြီးဝင်လိမ့်မယ်ဟိုကနိလားလိုက်ပတ်ဆွဲတာငါတို့ဗုဒ္ဓတွေလိုက်ဆွဲတာရှိဦးမရှိဘူးတလန်းလုံးလိုက်អော်ပြီးတော့ဆွဲတာမရှိဘူးဟိုမှာလိုက်អော်တာရှိရမှာတလန်းလုံးလိုက်អော်တအိမ်ဝင်တအိမ်ထွက်တချီလေးနေမှာနေတော့အဲ့လိုမျိုးပဲသူများအားမအားလားနားမလဲဘူးအိမ်ထဲမှာအတင်းဝင်ပြီးမှဓမ္မသူတို့ရဲ့ဓမ္မရဲ့တရားစာပဲအတင်းလိုက်ရွတ်နေကိုဘာသာရေးအကြောင်းတော်မှာကိုမလေး
မလေးလာနိုင်လေးလာနိုင်တလောက်ပဲလေးလာမလေးတို့ကအရေးမှာအိမ်ထဲမှာဝင်ပြီးလာဟောနေသေးတယ်သူများအားလားလိုက်ကန်စိုးလည်းမနားမလဲငါတို့ဗုဒ္ဓဘာသာရှိလားလို့နင်တို့အိမ်ထဲမှာဝင်အမလေးဝင်ပြီးမှလာဟောကြည့်ပါနင်တို့တော့ငါတို့ရိုက်တတ်အောင်ပါနော်အဲ့လောက်ဒီခန္ဓာမှနင်တို့ခေါင်းပေါ်မှာဖင်တက်ချီမပါနဲ့ငါတို့မြန်မာနိုင်ငံအမှဘုန်းကြီးပါတွေတွားဝင်ဟောကြည့်လေနင်တို့အမလေးကရုံးကဘလို့တောင်းစားတာနင်တို့အဲ့လိုပြောတယ်ငါတို့မကြောက်များမှန်နေလားနင်တို့ပြောနင်တို့ခံပါလေသူတို့ကြတော့အမလေးသူများအားလားမအားလားအတင်းဝင်ဖះเจ้าရှင်းပြမလို့ခဏလေးမဲနဲ့တရားကိုအားနာလို့ဒါနားထောင်ပေးနေရတာနားထောင်မဲစားငါမဟာတရဏဂုံပဲထိုင်ပြီးနေမှာပေါ့လုံးမအားလို့ပေါ့ဝမ်းရှိနေတွေ့ဆရာစားနေရပဲနင်တို့ဖះလာကျွေးနေငါတို့ဖះလည်းမကျွေးဘူးသူပြောတဲ့လမ်းစဉ်ထဲမှာလိုက်ရမှာလမ်းညွန်တဲ့အတိုင်းပဲသွားတာဟုတ်ကဲဒီရှင်မဟုတ်ရောဒါစားအာဟာရဖြစ်တယ်ရောအစိတ်စားနေမှာလေအဲ့လိုလမ်းညွန်တာဒါမစားကောင်းဘူးဒီမစားကောင်းဒါဒီစားကောင်းတယ်အဲ့လိုပဲတင်သွားတာပြီလားဖះလုံးဒီလိုလမ်းစဉ်လုံးဒီလိုအကုတို့လုံးအကုတို့တန်သွားရမှာဖာကောင်းဒီချင်းစိုးငယ်ရွယ်နဲ့နင်အတက်စီပြီးမှနေမှာမဟုတ်ဘူးနေရမှာ16နှစ်နဲ့နေရမှာတဲ့16နှစ်တောင်ပြေလာ16နှစ်ပြည့်အတက်စီတာနဲ့မင်းသိမှာသိလားငါနဲ့မနီးလို့အဲ line ထဲကတွေ့အခုငါပြောတဲ့ကောင်တွေ့နေလဲလမ်းမှာခေါင်းကိုဖျက်ရိုက်တေးအောင်ရိုက်အကောင်သိလားပြောချင်အောင်ဆိုတေးအောင်ရိုက်အဲ့မှာမှမင်းအကုတို့နဲ့နင်သွားလေဖះကိုစော်ကားလို့တွေ့တဲ့နေရာရိုက်တစ်ဖက်ဆုံးရောက်လုံးတယ်တခါလာလဲဖះပြောခိုင်းတယ်တဲ့ဖះမပြောခိုင်းမင်းပြောမင်းတေဇိုးနဲ့တေပါစေနင်တို့ဖះမပြောခိုင်းမယ်နဲ့မင်းပြောတယ်ဆိုတယ်ဖះမကြိုက်နင်မကြိုက်တာမှလာတာဘာလို့လိုက်ပြောနေတာဟမ်တွေ့တဲ့နေရာရိုက် तू ကဘယ်မျိုးလဲမသိတွေ့တဲ့နေရာသူ့ကိုရိုက်အကုတို့များတယ်